ဓမ္မခေါင်းဆောင်ဤလေးစားတိုက်သောအရေးချင်းများအကြောင်းတရားဒေသနာတော်ဒီနေ့ညတပါးသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမယံရည်တွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥစ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ញကြီးဟုကျက်တိထဝဲငါးသွဲအစုအလုံးခဲရင်သောမူတို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနံကျင့်ဖျားစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဓမ္မခေါင်းဆောင်ဤလေးစားတိုက်သောအရေးချင်းများမြတ်ဗုဒ္ဓဟောကြားတဲ့တရားဓမ္မတွေကိုစုဆောင်းထားတဲ့ပိဋကဒေသနာတော်မှာသမိုင်းနဲ့ပတ်သက်တဲ့မှတ်သားပွဲတွေမြတ်ဗုဒ္ဓခေတ်ကလူသားတွေရဲ့အကျင့်စရိုက်တွေဘဝအတွေ့အကြုံတွေဆိုတာသူတော်ကောင်းတွေရဲ့အတိုင်းဝိုင်းမှာလည်းပဲတွေ့ရှိကြအများရဲ့အတိုင်းဝိုင်းမှာလည်းတွေ့ရှိကြလူသားတွေဆိုတာဘယ်ခေတ်ပဲရောက်ရောက်ကောင်းတဲ့လူသားရှိတယ်လို့မကောင်းတဲ့လူသားလည်းရှိတယ်အရေးချင်းဉာဏ်ဖြင့်တဲ့လူသားရှိတယ်လို့အရေးချင်းကောင်းတဲ့လူတွေရှိတယ်ခေတ်ကာလနဲ့မသက်ဆိုင်ပဲနဲ့လူသားတွေရဲ့အရေးချင်းဆိုဒီမှာဒီတဘာဝအားဖြင့်လူအတိုင်းဝိုင်းထဲမှာရှိနေပြီးသားပဲဖြစ်တယ်ပေါ့အဲ့ဒီရှိနေတဲ့အရေးချင်းတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့မပြည့်စုံတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်မြတ်စွာဘုရားဟောကြားတဲ့ဒေသနာတော်တွေဟာစုစည်းထားတာလွန်ခဲ့တဲ့နှစ်ပေါင်း2600ကစုစည်းထားတာဖြစ်တော့တယ်အင်တမများပြားတယ်အမည်နာမတွေတက်ပြီးတော့စုစည်းထားတာဥယျာဉ်40တောင်ရှိတယ်တုံးဆိုရင်တွက်ကြည့်မယ်ဆိုရင်စာမျက်နှာ300ပတ်ဝန်းကျင်လောက်ရှိတဲ့အုတ်တွေဥယျာဉ်ပေါင်း40ရှိအဲ့ဒီဥယျာဉ်တွေကိုအုတ်တွေကိုဖွင့်ဆိုတဲ့ကျမ်းတွေကလည်းများစွာရှိအဲ့ဒီလိုမြတ်စွာဘုရားရဲ့ဆုံးမစကားတွေဟာမြန်မာလူမျိုးတွေရဲ့ဘိုးဘွားမိဘများဖြစ်တဲ့ပကန်းခေတ်ကရှင်အရဟံမထေရမြတ်နဲ့အနောထာမင်းကြီးတို့စုပေါင်းပြီးစုဆောင်တည်ဆောင်လာခဲ့တဲ့
မြတ်ဗုဒ္ဓရဲ့ဒေသနာတော်တွေဟာယနေ့ချိန်ထိအောင်မြန်မာလူမျိုးတွေရဲ့လက်ထက်မှာပိုင်ဆိုင်နေတယ်ပိုင်ဆိုင်တာလည်းမျက်နှိုးထက်လို့ပိုင်ဆိုင်တာလို့ပြောအောင်တကယ်တော့အိန္ဒိယနိုင်ငံဟောထားတဲ့တရားတွေဖြစ်လို့ပြောမယ်ဆိုရင်အိန္ဒိယနိုင်ငံမှာဖြစ်ပေါ်လာတဲ့အမွေအနှစ်တွေလို့ပြောလို့ရတယ်သို့တော့ဒီအမွေအနှစ်တွေကိုမြန်မာလူမျိုးတွေဟာရရှိလိုက်တာကြီးမားတဲ့ကုသကံကြီးတစ်ခုပဲအဲ့တော့မြန်မာလူမျိုးတွေရဲ့လက်ထဲရောက်နေတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေဟာအင်တန်မှပြည့်စုံပြီးတော့လိုက်နာကျင့်သုံးွယ်တွေအများကြီးရှိတယ်ဘုရားဟောတရားတွေကိုတမန်အပြင်ကြည့်မယ်ဆိုရင်နော်နောက်ဘဝအတွက်လို့လူတွေကထင်ကောင်းထင်ကြလိမ့်မယ်အများအားဖြင့်တော့နိဗ္ဗာန်အကြောင်းကိုခေါ်တာဖြစ်သောကြောင့်တန်တရားကလွတ်မြောက်ပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့အကြောင်းတွေချီပဲလို့ဒီလိုတွေ့မယ်ဆိုရင်တန်တရားဟုတ်ကမလွတ်ချင်သေးတဲ့ပုဂ္ဂိုလ်တွေဖို့ဘုရားတရားတော်ဟာစိတ်ဝင်စားစရာမကောင်းတဲ့အနေအထားမျိုးရောက်တာတကယ်တော့မြတ်စွာဘုရားတရားတော်တွေဟာဘဝမှာနေနည်းထိုင်နည်းတွေကိုအပြည့်အဝဟောကြားထားတာဖြစ်တယ်ဒီဘဝမှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဒီဘဝမှာအနေထိုင်တတ်လို့ရှိရင်နောက်ဘဝဆိုတာရှိတယ်ရှိလာတဲ့နောက်ဘဝမှာလည်းပဲအစဉ်တပြေဖြစ်နိုင်အေးဘဝဆိုတာဟာတော့အိုခြင်းနာခြင်းသိခြင်းနဲ့ပဲဆုံးသက်တာဖြစ်သည့်အတွက်ကြောင့်ဘယ်ဘဝမှာမကောင်းမှုဆိုတာနားလည်လာလို့ဘဝကလွတ်မြောက်ရေးကြိုးစားခြင်းနဲ့ဆိုလို့ရှိရင်လည်းလမ်းမကြီးကိုဖြူးနေအောင်ပြထားတယ်ပေါ့မစ္စည်းမပฏิပဒါလမ်းကရှောက်မယ်ဆိုလို့ရှိရင်အိုခြင်းနာခြင်းသိခြင်းကလွတ်နိုင်တယ်လို့ဘယ်ဘာသာမှညွှန်ပြနိုင်စွမ်းမရှိတဲ့အကြောင်းအရာတွေကိုမြတ်စွာဘုရားဟောကြားဆုံးမပေးတာဖြစ်တယ်မြတ်မောဘဝလက်ရှိဘဝမှာကြီးပွားတိုးတက်ဖို့လို့ဆိုတဲ့နေရာမှာမြတ်စွာဘုရားဟောထားတာအင်တန်မှပြည့်ပြည့်စုံတယ်စီးပွားရေးဘယ်လိုလုပ်ရမလဲနိုင်ငံရေးဘယ်လိုလုပ်ရမလဲလူမှုရေးတွေဘယ်လိုလုပ်ရမလဲမိသားစုအရေးတွေဘာလုပ်သင့်လဲလူတဦးတယောက်ရဲ့ဒီစိတ်နေသဘောထားတွေဘယ်လိုရှိသင့်လဲဆိုတာကအစဟောပြောဆုံးမထားတာပြည့်ပြည့်စုံတဲ့ဟောကြားဆုံးမချက်တွေပဲဖြစ်တယ်သို့တော်လူသားဆိုတဲ့နေရာမှာလူသားတွေဟာ perfect ဆိုတာမရှိဘူးပေါ့ပြည့်ဝတဲ့ပြည့်စုံတဲ့လူသားဆိုတာမရှိမြတ်စွာဘုရားလက်ထက်တုန်းကပါဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေအပြည့်ဝလူတော်လူကောင်းအပြည့်ဝဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေဘုရားပွင့်စကာလမှာအချိန်နေလွန်ကောင်းလို့တကယ်ထိတ်တန်းပုဂ္ဂိုလ်တွေမှာတော့ထူးခြားအံ့ဩဖွယ်ကောင်းတဲ့ပြောင်းလဲမှုတွေနဲ့တကယ်ကိုအစစ်မြင့်တဲ့အနေအထားမျိုးရောက်သွားတဲ့ပုဂ္ဂိုလ်တွေရှိတော်လဲနောက်ပိုင်းမြတ်စွာဘုရားသာသနာရောက်လာတဲ့အခါမှာဤသွေးညံ့ပြင်းလာတာတွေကိုတွေးရှိလာကြတယ်ပေါ့အဲ့ဒီဤသွေးမကောင်းတဲ့ပုဂ္ဂိုလ်တွေအကြောင်းပြုပြီးတော့တရားဓမ္မဟောပြောရတာတွေဒီလိုလဲပေါ်လာခဲ့တယ်အခုဒီကနေ့ဓမ္မခေါင်းဆောင်ဤလေးစားတိုက်သောအရေးချင်းများလို့ဆိုတာဒီလိုနာမည်ပေးထားတော့လဲဘုန်းကြီးတို့အင်္ဂုတ္တရနိကေကဒီနိရောဓသုတ်ဆိုတာအဲ့ဒီသုတ်ကိုအခြေခံပြီးတော့ဟောပေးနိရောဓသုတ်ဆိုတာချုပ်ငြိမ်းခြင်းလို့အဓိပ္ပာယ်ရတယ်ပေါ့နော်ချုပ်ငြိမ်းခြင်းလို့အစစ်မြင့်တဲ့တရားနဲ့ပတ်သက်လာတဲ့အခါဒီသုတ်တံကိုဖတ်ရှုလေ့လာကြည့်လို့ရှိရင်မြတ်စွာဘုရားနဲ့ယဟန်တန်ဃာတွေရဲ့ဆက်ဆံမှုမြတ်စွာဘုရားဟာလူကြီးပြီတကယ်ကိုတကယ်ပညာရှိသူတော်ကောင်းလူသားပြီလူသားတွေနဲ့ဆက်ဆံပြောဆိုကြရတဲ့အနေအထားမျိုးတွေကိုတွေ့ရှိကြအောင်လောကလူတွေကဘုရားဆိုတာဟာအနန္တတကုရှင်ဖြစ်တဲ့လူသားမဟုတ်တဲ့နတ်ကိုကိုးကွယ်ခြင်းများတာအယိုးဆွဲနေတဲ့သဘောသာဖြစ်တယ်ဘုရားဘာသာတွေအနေနဲ့ကနတ်ဆိုတာကိုကိုးကွယ်တဲ့အစင်လာတွေကယုံထွက်ပြီးတော့လူသားတွေကပညာအရှိဆုံးကိုချင်းတရားအကောင်းဆုံးအဲ့ဒီပုဂ္ဂိုလ်မျိုးရဲ့အဆုံးအမတိုင်းလူသားတွေကိုလူသားကပဲဥဆောင်ပြီးတော့လှုပ်သွားတဲ့ဒီစနစ်တစ်ခုသာဖြစ်တယ်ပေါ့နော်အဲ့တော့စဉ်းစားကြည့်လေဘာသာတရားတွေကိုကြည့်မယ်ဆိုရင်လောကမှာရှိသမျှဘာသာတရားတွေဘုရားဘာသာလို့ဆိုတာကလွဲရင်ကျန်တာတွေကနတ်ကိုးကွယ်တဲ့ဘာသာတွေကြီးပဲအကုန်လုံးနတ်ဆိုတာမြင်ရသလားဆိုဘယ်သူမှမြင်ရမမြင်ရလို့ဆက်သွယ်လို့ရလားလို့ဆိုရင်လေတဆင့်ခံနဲ့ပဲဆက်သွယ်လို့ရတယ်
တဆင့်ကနဲ့ဆက်သွယ်ရတိုက်ရိုက်ဆက်သွယ်နိုင်တာဘယ်သူမှမရှိဘူးနော်တိုက်ရိုက်ဆက်သွယ်ရတာဘယ်သူမှမရှိဘူးကောင်းကင်ဘုံကတကုရှင်ကြီးနဲ့ဆက်သွယ်ရင်တမန်တော်နဲ့ဆက်သွယ်ရတမန်တော်ပြောသမျှခေါင်းငိမ့်ရမယ်အနေထားလူဘုံမှာရှိတဲ့နတ်တွေနဲ့ဆက်သွယ်လို့ရှင်လေနတ်ကတော်နဲ့ပဲဆက်သွယ်ရတာမဟုတ်လားကိုယ်တိုင်ဆက်သွယ်လို့ရလားဆိုမရဘူးအရေးတဲ့ဆိုရင်နတ်ကတော်သွားမေးနတ်ကတော်ကမျက်စိလေးမိတ်ခေါင်းလေးငိမ့်ပြီးတော့အရှင်ကြီးကဘာတဲ့ညာတဲ့ဆိုဒီကလောအင်းနဲ့လိုက်ပြီးလှုပ်ချနော်လှုပ်ချအဲ့တော့ကိုယ်လည်းမြင်ရတာလည်းမဟုတ်ဖ ೇನೆ အဲ့လိုလိုက်ပြီးတော့လှုပ်တဲ့နည်းနည်းအပေါက်အလန်းတဲ့သွားလို့ရှိရင်ဟာဟုတ်သွားပြီနမအပေါက်လန်းမတဲ့သေးဘူးဆိုရင်အရှင်ကြီးကသဘောမကျသေးလို့ဆိုတာနဲ့နောက်တစ်ခါပြန်လှုပ်ကြတယ်တော့လောကလူတွေရဲ့အသိဉာဏ်အားနည်းမှုကြောင့်ယုံကြည်မှုတွေပေါ်မှာနတ်ကိုးကွယ်မှုကဘာကြီးတစ်ခုလုံးကိုလွှမ်းမိုးထားတယ်လို့ပြောလို့ရတယ်ရောမခေတ်ကနတ်တွေဆိုတာလည်းအများကြီးပဲဒီအိန္ဒိယမှာဆိုလည်းနတ်တွေအများကြီးဂျပန်နိုင်ငံမှာဆိုလည်းနတ်တွေအများကြီးတရုတ်မှာလည်းနတ်တွေအများကြီးသူ့နတ်နဲ့သူရှိတာနတ်အများဆုံးကတော့နတ်အများဆုံးစည်ရင်းပြိုင်မယ်ဆိုရင်မြန်မာပြည်ကနိုင်ကောင်းနေလို့38မိနစ်တန်လေနားမှာဆိုနတ်စင်100တောင်ရှိတယ်38မိနစ်မကဘူးနော်အဲ့တော့နတ်အရေးအတွက်ကဗမာပြည်ကတော့ပုံများလောက်တယ်ထင်ပါတယ်သူများစီရှိတဲ့နတ်တွေစင်းကောက်လိုက်မယ်ဆိုရင်မဟာသမယသုတ်တန်ထဲမှာနတ်တွေနာမည်တွေရှိတယ်ပေါ့နော်နတ်တွေနာမည်တွေအဲ့ဒါကတော့မြတ်စွာဘုရားကိုယ်တိုင်ကနေပြီးတော့လာတဲ့နတ်တွေရဲ့ဂရုလိုက်ကိုဟောကြားပြောပြထားတာဖြစ်တယ်သို့သောလူတွေကိုးကွယ်တဲ့နတ်တွေရတယ်မြန်မာပြည်ကတော့နတ်တွေကိုးကွယ်လိုက်ကြတာမပြောနဲ့တော့မြန်မာနတ်ရောကလာနတ်ရောဘာရောတရုတ်နတ်ရောအကုန်ကိုးကွယ်တာအကုန်ကိုးကွယ်ဥရိဘွားဆိုပြီးတော့လေနော်ကိုးကွယ်တာပဲအဲ့ဒီမှာအမျိုးစုံကိုးကွယ်ကြမှာဗျအဲ့ဒါလို့တကယ်တော့မြတ်စွာဘုရားရဲ့ဆုံးမကိုနာခံကြတဲ့ပုဂ္ဂိုလ်တွေဟာဈာကနတ်ဆိုတာမရှိဘူးမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ကိုမိမိတို့ကိုယ်တိုင်တိုက်ရိုက်လေ့လာကြည့်ရှုနိုင်တိုက်ရိုက်လေ့လာပြီးတော့မိမိတို့ကိုယ်တိုင်ပဲဆုံးမစကားကိုတိုက်ရိုက်ကြားနာလို့ရပြီဒီအဆုံးအမတိုင်းကိုယ်တိုင်လိုက်နာလို့ရှိရင်ကိုယ်တိုင်အကျိုးရှိတာကိုတွေးရှိနိုင်တယ်ပေါ့မြတ်စွာဘုရားကိုယ်တိုင်ကနတ်ကိုးကွယ်တဲ့လူတွေကိုဒီတတိပေးတဲ့အနေနဲ့အတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယမိမိဒီသားလည်းမိမိရဲ့ကိုးကွယ်ရာဖြစ်တယ်တခြားပဲအမှကိုးကွယ်ရာမဖြစ်ဘူးမြတ်စွာဘုရားကိုယ်တိုင်ကဒီလိုဟောတာဘုရားတရဏဂိသမိဆိုပြီးတော့ဘုရားကိုးကွယ်တယ်ဆိုတာအဆုံးအမရဖို့တက်တာကိုးကွယ်တာနတ်ကိုးကွယ်တာနဲ့မတူဘူးပေါ့ဒါကြောင့်မို့ဘုရားရဲ့တပည့်တာဝကအဖြစ်ခံယူထားကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေဟာမြတ်စွာဘုရားဘာဆုံးမခဲ့တယ်လဲဆိုတာကိုပဲသိရှိဖို့ကြိုးစားကြရအောင်မြတ်စွာဘုရားကတို့ကိုဘာလို့ဆုံးမခဲ့တယ်လဲအဲ့ဒါကိုလေ့လာမှတ်သားကြရမှာဖြစ်တယ်ပေါ့မြတ်စွာဘုရားအဆုံးအမတိုင်းတို့တွေဟာလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်အဲ့ဒီလိုလိုက်နာကျင့်သုံးခြင်းဟာမမှားဘူးမစ္စည်းမပฏิပဒါဆိုတဲ့နိဗ္ဗာန်ရောက်ကြောင်းလမ်းကြီးကိုဖြောင့်မှန်စွာဟောကြားထားခဲ့တယ်ကိုကျင့်တရားကိုခြေခံတယ်ဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမစကားတွေဟာကိုယ်ပေါ်မှာသာအဓိကထားနော်မိမိကိုယ်ပေါ်မှာလည်းအဓိကထားအတ္တနာဟိတုဒ္ဒန္တေနကိုယ့်ကိုလေ့ကျင့်ပါတဲ့ကိုယ့်ကိုအရင်ကျေးဆုံးပုဂ္ဂိုလ်ဖြစ်သွားလို့ရှိရင်နာထံလဘတိဒုံလဘတကယ်ကိုယ်ဝယ်ရအစစ်ကိုရမှာပါဆိုတဲ့စကားဟာဘလောက်အားတက်စရာကောင်းလောကလူသားတွေကိုနတ်ကိုးကွယ်တဲ့အတိုင်းဝိုင်းကြီးတွေကနေဆွဲထုတ်လိုက်တဲ့သဘောပဲဆွဲထုတ်လိုက်ပြီးတော့အတ္တနာဟိတုဒ္ဒန္တေနကိုယ့်ကိုဆုံးမတယ်ကိုယ့်ကိုယဉ်ကျေးအောင်လုပ်ကိုယ့်ကိုသိအောင်ကြိုးစားကိုယ့်ကို training ပေးကိုယ်စိတ်ကိုယဉ်ကျေးလိမ္မာလောင်မကောင်းတာတွေမလုပ်နိုင်မိအောင်လုပ်ရင်နာထံလဘတိဒုလဘတကယ်ကိုတွေ့ခဲရခဲလာတဲ့အာကိုရအစစ်ကြီးကိုမင်းတို့ရမှာပါလို့ဒီလိုကိုးကွယ်မှုနဲ့အာကိုနေရတဲ့လူသားတွေရဲ့အခြေအနေတစ်ခုမြတ်စွာဘုရားဟာတက်လန့်နှိုးဆော်ပြီးတော့ကိုအာကိုတက်လာအောင်ဆုံးမသွန်သင်လိုက်တဲ့စကားသာဖြစ်တယ်ပေါ့အေး
အခုဟောကြားမဲ့ထဲကလည်းပဲမြတ်စွာဘုရားဓမ္မခေါင်းဆောင်ရဲ့ဒီထူးခြားတဲ့လေးစားတတ်တဲ့အရည်ချင်းဆိုတာအဲ့တော့ခေါင်းဆောင်ပုဂ္ဂိုလ်မှာဟောပြောထားတာဖြစ်တယ်သို့တော်ဒီသုတ်တံဖြစ်ပုံလေးကစိတ်ဝင်စားစရာလေးတစ်ခုပေါ့ရှင်သာရိပုတ္တရာရဲ့တရားပွဲတစ်ခုမှာကန့်ကွက်မှုခံရရတယ်ဘယ်သူတွေကကန့်ကွက်တာတော့ဆိုရဟန်းတန်ဃာတွေတဲကနေပဲကန့်ကွက်တာနော်ရှင်သာရိပုတ္တရာကတရားစပြီးတော့တန်ဃာပရိသတ်ထဲမှာသူဟောလိုက်တဲ့တရားလေးကိုအရင်နားထောင်ကြည့်လိုက်လို့ရှင်အဲ့ဒါကိုထပ်ကန့်ကွက်တဲ့ကိုတော့ပေါ်တယ်ပေါ့ရှင်သာရိပုတ္တရာဆိုရင်ဖျားပြီးရင်ပညာအထက်ဆုံးပုဂ္ဂိုလ်ပဲလေတန်ခါပရိသတ်ထဲမှာသူပြောတဲ့စကားကိုကန့်ကွက်တယ်ဆိုတာဒီနဲတဲ့ဟိုပြဿနာမဟုတ်ဘူးပေါ့ကြီးမားတဲ့ပြဿနာကြီးတစ်ခုဖြစ်တယ်အဲ့ဒီဇာလံလေးကိုရှေ့ကတင်ပြီးတော့မှတ်သားထားဖို့စိတ်ဝင်စားစရာကောင်းတဲ့ဇာလံလေးတစ်ခုပေါ့အဲ့တော့ရှင်သာရိပုတ္တရာမထေရကတန်ခါပရိသတ်ထဲမှာသူသုတ်တံတစ်ခုကိုစပြီးတော့ဟောတယ်ဣရဝုသောဘိက္ခုငါရှင်တို့အဆွေတော်တို့ဟောဒီသာသနာတော်မှာသာသနာပေါင်းဝင်နေတဲ့ဘိက္ခုလို့ဆိုတဲ့ယဟန်တွေဟာယဟန်ဟာသီလတမ္မနောကိုချင်းလဲကောင်းတယ်ကိုချင်းတရားနဲ့လဲပြည့်စုံတယ်တမာတိတမ္ပနောတမာတိနဲ့လဲပြည့်စုံတယ်ပညာတမ္ပနောပညာနဲ့လဲပြည့်စုံတယ်ဆိုလိုတာကသာသနာတော်မှာယဟန်ဖြစ်ခံယူတဲ့ပုဂ္ဂိုလ်တွေရှိရမယ်အရေးချင်းတွေအကျဉ်းချုပ်ပြောရင်သီလနဲ့ပြည့်စုံရမယ်တမာတိနဲ့ပြည့်စုံရမယ်ပညာနဲ့ပြည့်စုံရမယ်ဒီလိုဆိုလိုတာပေါ့နော်သီလဆိုတာတော့အသက်ပဲအခြေခံကိုချင်းတရားရဟန်းတော်တွေကျင့်သုံးရမယ်ကိုချင်းတရားဟာအခြေခံအဲ့ဒါကိုအခြေခံပြီးတော့တမာတိကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့ကိုယ်စိတ်ကိုနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြပညာတမ္ပနောဆိုတာတကယ်ကိုသဘာဝတရားတွေကိုစိုက်ထိပြီးတော့အမှန်တရားကိုသိတဲ့ပညာနဲ့ပြည့်စုံတယ်ပေါ့အဲ့ဒီလိုဒီသာသနာတော်ကယဟန်တော်တစ်ပါးဟာသီလနဲ့လည်းပြည့်စုံတယ်တမာတိနဲ့လည်းပြည့်စုံတယ်ပညာနဲ့လည်းပြည့်စုံတယ်အဲ့ဒီလိုပြည့်စုံတဲ့ပုဂ္ဂိုလ်တူဟာနော်တင်ညာဝိဓိတနိရောဓတမပစ္စယပိဝုထေယပိအဲ့တော့ဒီသီလတမာတိပညာနဲ့ပြည့်စုံတယ်ဆိုတာတာမန်ပုထုဇဉ်ကိုပြောတာလည်းမဟုတ်ဘူးသောတာပန်ပုဂ္ဂိုလ်ကိုပြောတာလည်းမဟုတ်ဘူးသဂရဂံပုဂ္ဂိုလ်ကိုပြောတာလည်းမဟုတ်ဘူးအနာဂံယံပုဂ္ဂိုလ်ကိုပြောတယ်ဒီနေရာမှာအနာဂံဆိုတာဒီအဆင့်၄ဆင့်ရှိတဲ့ထဲမှာ तू ကနောက်တစ်ဆင့်ပဲကျန်တော့မြတ်စွာဘုရားလက်ထက်တုန်းကလူဥပဒကတွေထဲမှာကိုအနာဂံတွေအများကြီးရှိတယ်အနာဂါမိလို့ဆိုတယ်ဥပဒကတွေအိမ်တော်မိသားစုနဲ့နေရင်းကနေပြီးဘုရားကြောင့်တရားသွားနာတရားဓမ္မတွေကျင့်ကြံကြိုးကိုအထောက်ရင်းကနေပြီးတော့သောတာပန်သဂရဂံငါနေတဆင့်တက်ပြီးအနာဂံဖြစ်သွားကြဥက္ခဆိုတဲ့ဥပမာဥက္ခဆိုတဲ့ဒီတထေးတယောက်အနာဂံဖြစ်သွားတဲ့အခါသူဘာခေါ်ပြောတော့သူ့ရဲ့အိမ်တော်ဘက်ဇနီးတဲ့၄ယောက်ကိုခေါ်ပြောတာနော်ရှိသမျှသူကပြောတယ်ငါဟာဒီတရားကိုသိလို့စီးပွားရေးတွေငါမစီမံတော့ဘူးသူတို့ကိုလွတ်လပ်ခွင့်ပေးတယ်မင်းတို့ဒီအိမ်မှာနေကြတယ်ဆိုရင်လဲစီးပွားဥစ္စာတွေခါတိုင်းလိုပဲစီးပွားဥစ္စာတွေအသုံးပြုပြီးတော့နေနိုင်တယ်အကယ်၍မိဘအိမ်ပြန်နေတယ်ဆိုရင်လေမင်းတို့အချိုးချရတဲ့ဝေစုယူပြီးတော့မိဘအိမ်ပြန်နိုင်တယ်အကယ်၍များနောက်အိမ်တော်ပြုဖို့များဆန္ဒရှိတယ်ဆိုရင်လေမင်းတို့သဘောပဲအဲ့လိုထီအောင်ခွင့်ပေးစကားပြောလိုက်တယ်ပြောတဲ့အခါမှာသူဇနီးတယောက်ကငယ်ရွယ်သူဇနီးတယောက်ကနောက်အိမ်တော်ပြုမယ်လို့ပြောအဲ့တထေးကြီးကိုယ်တိုင်စီမံပြီးတော့သူဇနီးကိုအဲ့ဒီလူနဲ့ပေးစားလိုက်တယ်အနာဂံပုဂ္ဂိုလ်နော်သူအစီပွားရေးကိစ္စတွေသူမစီမံတော့ဘူးအားလုံးကိုလွှဲအပ်ပြီးတော့
သူဟာစီပွားရေးစားဖို့စားစရာနဲ့ဝတ်စရာနဲ့နေစရာနဲ့ဒါကလွဲလို့သူဘာမှမရှိပါတော့ဘူးအားလုံးသူတို့လွှဲအပ်လိုက်တယ်အဲ့ဒါလို့တရားဓမ္မနဲ့သာပျော်မွေ့ပြီးနေကြတဲ့ဒီအနာဂံဥပဒကာရီဆိုအများကြီးရှိတယ်မြတ်စွာဘုရားလက်ထက်သူတို့ဘုန်းကြီးဝတ်လာဆိုမဟုတ်ဘူးဒကာကြီးတွေတော့သဘောကျမှာပဲဘုန်းကြီးဝတ်စရာမလိုပါဘူးနော်ဘုန်းကြီးဝတ်စရာမလိုဘူးမိသားစုဘဝမှာပဲအနာဂံပုဂ္ဂိုလ်တွေကအများကြီးနေသွားကြတယ်ဒီလိုပဲနေသွားကြစိတ်ဓာတ်သူကျွဲလို့ဆိုဒီလိုပဲနေသွားအနာတပိန်တို့ကြတော့အနာဂံမဟုတ်ဘူးသောတပန်အဲ့တော့အနာဂံဥပဒကာတွေမြောင်များစွာရှိဒီလိုပဲနေသွားကြတယ်အိမ်တော်ကြီးကိစ္စမစီမံကြတော့ဘူးသူအဲ့ဒီလိုနေသွားတဲ့အနာဂံပုဂ္ဂိုလ်တွေဟာတင်ညာဝီရိတនិရောဓတမပစ္စေယပိဟောထေယပိအနာဂံဖြစ်ပြီဆိုရင်သူတို့စိတ်ဆန္ဒရှိလို့ရှိရင်တမာရိစွမ်းအားဘလောက်ကောင်းတော့ဆိုလို့ရှိရင်သမထကျင့်စဉ်နဲ့ကျင့်တယ်ဝိပဿနာလည်းကျင့်စဉ်လည်းကျင့်တယ်အဲ့တော့ဝိပဿနာအောင်မြင်စွာပေါရောက်တာကိုအကြောင်းပြုပြီးပညာတမ္ပန္နောလို့ပြောတာသမထအောင်မြင်ပေါရောက်မှုကိုအကြောင်းပြုပြီးတမာရိတမ္ပန္နောလို့ပြောတာတမာရိနဲ့လည်းပြည့်စုံပညာနဲ့လည်းပြည့်စုံပြီးတော့သူတို့ဟာမလုံနိုင်လို့ဆိုတင်ညာဝီရိတအာယုန်တွေနဲ့ပတ်သားပြီးတော့သိနေတာတို့ခံစားနေတာတို့ဒါစိတ်ရဲ့အလုပ်တွေလေမျက်စိနဲ့မြင်ပြီးတော့သိတယ်ခံစားတယ်နားနဲ့ကြားပြီးသိတယ်ခံစားတယ်အဲ့ဒီသိပြီးခံစားနေတဲ့စိတ်နဲ့ပတ်သက်တာတွေအားလုံးချုပ်ငြိမ်းသွားအောင်ဒီလှုပ်ထားလို့ရတယ်ပေါ့ဆိုလိုတာကនិရောဓသမဘတ်လို့ခေါ်တယ်និရောဓသမဘတ်ဆိုသူတို့တဏ္ဍာမှာရှိတဲ့ဒီအသိစိတ်တွေခိတ္တခဏပြောမယ်ဆိုရင်တော့ pause လုပ်လိုက်တာပေါ့နော် pause လုပ်တယ်ဆိုတာခဏရပ်ထားလိုက်စိတ်ဓာတ်တွေမပေါ်အောင်လုပ်ထားလို့ရတယ်အဲ့ဒါလို့အသိစိတ်နဲ့ခံစားစိတ်ကိုအလုံးပေါ့လေစိတ်နဲ့ဆိုင်ရာစိတ်ထဲမှာအဓိကကတော့သိတာနဲ့ခံစားတာအဲ့ဒီတင်ညာနဲ့ဝေဒနာဒီနှစ်ခုချုပ်ချင်းအောင်ချုပ်ငိမ့်သွားအောင်လုံနိုင်တဲ့និရောဓသမဘတ်ကိုဝင်စားလဲဝင်စားနိုင်တယ်ထလဲထနိုင်ဆိုလို့ဒီလိုဆိုလို့တယ်និရောဓသမဘတ်လည်းဝင်စားလို့ရတယ်និရောဓသမဘတ်ကလည်းထလို့ရတယ်လို့ရှင်သာရိပုတ္တရာကပိဋကတ်ထဲမှာဒီစကားပြောလိုက်တာနော်သီလသမာဓိပညာအစစ်မြင့်မြင့်ပြည့်စုံတဲ့ယဟန်တော်တစ်ပါးဟာတင်ညာဝိရိတនិရောဓသမဘတ်ကိုဝင်စားလဲဝင်စားတယ်ထလဲထနိုင်တယ်ဆိုလိုတာကအနာဂံဖြစ်သွားပြီလို့ပြောတာအနာဂံဖြစ်မှလည်းនិရောဓသမဘတ်ဝင်စားလို့ရတယ်ပေါ့အဲ့ဒါသူတို့အတွက်အပန်းဖြေအနာယူခြင်းပဲဖြစ်တယ်ပေါ့အသိစိတ်တွေခဏချုပ်အောင်လုပ်ထားလိုက်တယ်သိစိတ်တွေခဏချုပ်အောင်လုပ်ထားအဲ့ဒီလိုအနေထားမျိုးလုပ်ထားပြီးတော့ရှင်သာရိပုတ္တရာဗာဆက်ပြောတော့အဋ္ဌိတံဌာနံဖြစ်နေကြအကြောင်းတစ်ခုကတော့ဘာတော့နောစီဒိဋ္ဌိဝဓမ္မေအညာအာရာဓိယသူဟာအနာဂံကနေပြီးတော့အနာဂံဘဝကနေပြီးတော့ခုလက်ရှိဘဝမှာယဟန္တာဖြစ်အောင်မလုပ်နိုင်သေးဘူးဆိုလို့ရှိရင်တဲ့အတိတ်ကံမေဝကပလီကာရဟာရဘက္ခဏံဒေဝနာအစာအာဟာရစားတဲ့ကာမဝဆရနတ္တိရဲ့အဆင့်ကိုလွန်သွားတယ်ဆိုလိုတာကအနာဂံပုဂ္ဂိုလ်တယောက်တည်ဆုံးသွားလို့ရှိရင်နတ်ပြည်6ထပ်မှာဘယ်နတ်ပြည်မှမဖြစ်ဘူးသူတော့နတ်ပြည်6ထပ်ကနတ်တွေကအစာစားရတယ်နော်ကပလီကာရဟာရဘက္ခဏာကာမဝဆရနတ်တွေအစာစားတယ်အဲ့တော့နတ်တုဒ္ဓဆိုတာကြားဖို့ကြလိမ့်မယ်လူပြေကဟာပြောတာမဟုတ်ဘူးနော်နတ်တွေစားတဲ့နတ်တုဒ္ဓဘလောက်တိုင်းတာစားရတော့ဆိုတစ်ချက်သားလောက်တယ်
မြတ်စွာဘုရားဖျားဖြစ်မဲ့နေ့တို့ဖျားဖြစ်တော်သူရောက်တာတို့ပြိဋိဘံဆံတဲ့အချိန်တို့တခါကာတိကဗရဒဝါစစီသွားလို့လှူတဲ့အစားအစာတွေထဲမှာတို့နတ်တွေကနတ်ဩဇာထည့်တယ်ဆိုတာကြားဘူးကြလိမ့်သူတို့စားတဲ့အစားအစာတွေကစီနစ်တွေမြတ်စွာဘုရားစားတဲ့ထဲမှာသူတို့ကထည့်ပေးတယ်ဗီတာမင်ဓာတ်အပြည့်အဝရှိနော်လူသားတယောက်စားလို့ရှိရင်အဲ့ဒါအစာမကြေဘူးမြတ်စွာဘုရားသာလျှင်အစာကြေနိုင်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေစားလို့မရဘူးနတ်ဩဇာအဲ့ဒါလောက်ထိအောင်သူကအစီအစိတ်အာဟာရလူရဲ့ခန္ဓာကို maintenance လုပ်နိုင်အဲ့နတ်ဩဇာသာစားရလို့ရှိရင်ပရေတွန်ခြင်းခေါင်းဖြူခြင်းမျက်စိမှုန်ခြင်းနားလေးခြင်းမရှိဘူးဆိုတော့ရှာကြပြီတော့အဲ့ဒါနတ်ဩဇာအဲ့ဒါလောက်ကောင်းတဲ့ဆေးပဲရှိနော်နတ်တွေဟာဒါကြောင့်မို့မျက်စိမှုန်တာနားလေးတာပရေတွန့်တာသပင်ဖြူတာနတ်တွေမှာမရှိဘူးနတ်ကအသက်ကြီးလေပိုလှလေလူတွေကအသက်ကြီးရင်ရွတ်တော့သွားတာနတ်နဲ့လူနဲ့ပြောင်းပြန်နတ်ကအသက်ကြီးလေပိုလှလေသူကတက်ကြီးတယ်ဆိုရင်သိလိုက်ဘုံတကိုတွေကလည်းပိုကြီးလာတယ်ပိုပြီးတော့ရုပ်ကလည်းချောတဲ့ချောလာတယ်မွေးကစားနတ်ကမလှဘူးတဲ့တိတ်ပြီးတော့အဲ့တော့ကြာလီနတ်တွေကလှလေအဲ့ဒီလိုဖြစ်လာအဲ့တော့နတ်ဩဇာရဲ့အစွမ်းတကောကလည်းအမတန်ထက်တယ်တစ်ချက်သားအလေးချိန်လောက်အတိုင်းတာတစ်ခုနတ်ဩဇာနတ်တွေကစားကြတယ်ဒါကြောင့်မို့ကပလီကာရာဟာရဘက္ခကပလီကာရာအာဟာရဆိုတဲ့အစာအာဟာရကိုစားတဲ့နတ်တွေရဲ့အတိုင်းဝိုင်းကိုကျော်လွန်ပြီးတော့တဲ့အညတရမနောမယံကာယံဥပပန္နောဇန်စိတ်နဲ့ဖြစ်ပေါ်လာတဲ့ကာယမနောမယဆိုတာဒီနေရာမှာဇန်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ဘဝလို့ခေါ်လို့ရပေါ့နော်အဲ့တော့မနောမယကာယဆိုတာစိတ်ဖန်ဆင်းတဲ့ကိုယ်လို့ပြောလို့ရတယ်အဲ့တော့သူတို့ရဲ့ခန္ဓာကိုယ်ကပုံနုတယ်နတ်တွေရဲ့မျက်စိထဲတောင်မမြင်ရဘူးပြမဆိုတာအဲ့လောက်ထိအောင်နုတယ်လူတွေရဲ့မျက်စိထဲမှာနတ်ဆိုတာမမြင်ရဘူးဘာကြောင့်မမြင်တော့ဆိုသူတို့ရဲ့ခန္ဓာကိုယ်ကအမတန်မှနုလို့လေဟာမမြင်ရတယ်လို့နတ်တွေကိုလူတွေရဲ့မျက်စိကမမြင်ရဘူးအဲ့ဒါလိုပဲနတ်တွေရဲ့မျက်စိကလည်းဗြဟ္မာကိုမြင်နိုင်စွမ်းမရှိကြဘူးဗြဟ္မာရဲ့ခန္ဓာကိုယ်ကျတော့ပုံနုသွားတယ်ဒါကြောင့်မို့မနောမယလို့ခေါ်တာစိတ်ဖြင့်ဖြစ်တဲ့ဇန်စိတ်နဲ့မွေးဖွားလာတဲ့ဗြဟ္မာဘုံကိုရောက်သွားနိုင်တယ်တဲ့အဲ့ဒီဗြဟ္မာဘုံရောက်တဲ့အခါမှာတင်ညာဝိရိဒနိရောဓသမဘာဆိုတဲ့အသိစိတ်နဲ့ခံစားချက်တွေကိုချုပ်ငိမ့်သွားစေနိုင်တဲ့သမဘတ်ကိုဝင်လဲဝင်စားတယ်ထိုသမဘတ်ကလည်းနောက်ဆုတ်တယ်ဆိုတဲ့အနေအထားမျိုးတွေဟာလုံးဝဖြစ်နိုင်တယ်လို့ဟောလူဘုံတော့ကအနာဂံပုဂ္ဂိုလ်သည်တည်သွားလို့ရှိရင်နတ်ပြည်6ထပ်ကိုကျော်ပြီးဗြဟ္မာဘုံရောက်တယ်အဲ့ဒီဗြဟ္မာဘုံသည်သုဒ္ဓဝတ္တ5ဘုံပဲဖြစ်တယ်ပေါ့ pure lens သုဒ္ဓဝါဒစင်ကြယ်သူတို့ရဲ့နေထိုင်ရာ30ဘုံတန်တရားမှာတရားဝါတွေ30ဘုံကျင်နေတယ်ဆိုတော့လည်းပဲတာမန်ပုထုဇဉ်ပုဂ္ဂိုလ်တယောက်ကသုဒ္ဓဝတ္တဘုံကိုမရောက်နိုင်ဘူးပေါ့အနာဂံဖြစ်မှသာရောက်လို့ရတယ်လေအဲ့တော့မြတ်စွာဘုရားလက်ထက်တုန်းကဘုရားနဲ့တွေ့တဲ့ဥပကဆိုတဲ့အာဇီဝကကြီးကသုဒ္ဓဝတ္တဘုံမှာရောက်ပြီးယဟန္တာကြီးဖြစ်နေတယ်ထို့တူပဲပုဂ္ဂုတာတိဆိုတဲ့ခန္ဓာရဘုရင်ဟာလည်းပဲမြတ်စွာဘုရားတရားနာပြီးအနာဂံဖြစ်ပြီးတော့သုဒ္ဓဝတ္တဘုံမှာရောက်နေတယ်အဲ့ဒါလိုရောက်တာအဲ့ဒီဗြဟ္မာဘုံရောက်တဲ့အခါမှာအသိစိတ်နဲ့ခံစားချက်ဆိုတာတွေကိုချုပ်ငိမ့်အောင်လုပ်ပြီးတော့နေလဲနေနိုင်တယ်အဲ့ဒါတွေကိုလည်းဆုံးလွတ်နိုင်တယ်လို့ဒီလိုនិရောဓသမဘာဝင်စားနိုင်တယ်အဲ့ဒီလိုဖြစ်နိုင်စေဟာအကြောင်းရှိတယ်လို့အနာဂံပုဂ္ဂိုလ်ရဲ့လာယာဂတိဘဝတစ်ခုနဲ့ပတ်သက်ပြီးတော့ရှင်သာရိပုတ္တရာကအဲ့ဒါလို့သံဃာပိဋကမှာဒီအကြောင်းလေးခေါ်လိုက်တယ်ဒါလေးစပြောတာအဲ့ဒီလိုပြောတဲ့အခါမှာဥရာယီဆိုတဲ့ယဟန်တစ်ပါးထကန့်ကွက်တယ်နော်ဥရာယီဆိုတဲ့ကိုတော့ကန့်ကွက်တယ်ဘာကန့်ကွက်တော့ဆိုအထဏံခောဣတံအာဟုသောသာရိပုတ္တအနဝကသော
ကိုရောဒါမဖြစ်နိုင်ဘူးတဲ့ငါရှင်သာရိပုတ္တရာဒါမဖြစ်နိုင်ဘူးတဲ့နော်ဒီယဟန်တစ်ပါးဟာကဗလိကာရဟာရဘက္ခလို့ခေါ်တယ်အစာအာဟာရစားတဲ့နတ်တွေရဲ့အတိုင်းဝိုင်းကိုကျော်လွန်ပြီးတော့မနောမယကာယကိုရောက်တယ်ရောက်ပြီးတဲ့အခါမှာအဲ့ဒီနေရာမှာនិရောဓသဘာဝဝင်စားတယ်និရောဓသဘာဝကထတယ်ဆိုတယ်ဟာလုံးဝမဖြစ်နိုင်ဘူးထကံွက်တယ်အဲ့ဒီအဲ့တော့ကန့်ကွက်တဲ့ပုဂ္ဂိုလ်ဟာဥရယီတဲ့အဲ့တော့သာသနာတော်မှာဥရယီဆိုတဲ့နာမည်က၃ခုရှိတယ်မြတ်စွာဘုရားရဲ့မြတ်စွာဘုရားနဲ့ဖွားဘက်တော်ကပိလဝတ္တကာလုဒာယီဆိုတူအဲ့ဒါကယဟန္တာအဲ့ဒီပုဂ္ဂိုလ်မဟုတ်နိုင်နောက်တစ်ခါမဟာဥဒာယီဆိုတဲ့ထော်တော်ကြိုင်ကြိုင်ကိုရောကြီးတစ်ပါးရှိတယ်အဲ့ဒီကိုရောကြီးလည်းမဟုတ်ဘူးအခုထပ်ကန့်ွက်တဲ့ကိုရောကဘယ်သူတော့ဆိုရင်လာလုဒာယီလို့ခေါ်တယ်သူကသာမတတ်ပေမတတ်ပုဂ္ဂိုလ်သာမတတ်ပေမဲ့လို့စွာတတ္တကိုရောပေါ့နော်တချို့ကမတတ်တာပို့ဆိုမတတ်တဲ့ရေမပြေးတဲ့အိုဘောင်မင်းခတ်တယ်ဆိုတာလိုပဲမတတ်တော့မတတ်ဘူးအတတ်သိမ့်လို့တယ်သူကဟောသူနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောထားတဲ့အပတုတယံပုရိသောပရိပတ်တော်ဝစီရတိမန္တာနိတတဝဋ္ဌန္တိပညာတတနာဝတ္တိဆိုအေးတုတမရှိတဲ့ပုဂ္ဂိုလ်ဟာနော်တုတမရှိတဲ့ပုဂ္ဂိုလ်ဟာခန္ဓာကိုယ်ဟာအသားတွေအစီတွေသာတိုးလာပြီးတော့ပညာမတိုးဘူးတဲ့ဒီလိုမြတ်စွာဘုရားဟောတာအဲ့ဒါသူနဲ့ပတ်သက်တယ်သူကပညာတာအားနေတယ်စာလဲဟောဒီဘက်ဒီမသိဘူးသူကဘာကြောင့်မဖြစ်နိုင်ဘူးပြောတော့ဆိုမနောမယံကာယံဥပပန္နောဆိုတဲ့စကားလေးကိုကြားလိုက်တော့ဝိညာဉ်လောကလို့သူကသဘောပေါက်တာအရူပဘုံလို့သူကသဘောပေါက်တယ်မနောမယလို့ဆိုဟာဒါစိတ်သာရှိတဲ့ဘုံပဲစိတ်သာရှိတဲ့ဘုံဆိုတာသူကသူတော်ဘာသာ၅ဘုံကိုသူတတိပဋ္ဌာန်မိမနောမယကာယလို့ပြောလိုက်တာနဲ့သူကအရူပဘုံပဲအရူပဘုံမှာမဖြစ်နိုင်ဘူးလို့ဆိုပြီးတော့သူကထပ်ခံွက်တာဖြစ်နိုင်ဘူးလို့ညင်းတာအဲ့တော့သူ့ရဲ့အတိတ်ဇလန်းတွေကိုကြည့်ပဲဆိုရင်လေသူကပညာအလွန်အားနေတာခုဘဝတည်းမဟုတ်အဲ့တော့ဘဝအဆက်ဆက်မှာဉာဏ်လေးသူမဖြစ်အောင်ဉာဏ်ထိုင်းသူမဖြစ်အောင်သိဉာဏ်ကင်းမဲ့သူမဖြစ်အောင်သင်ကြရတယ်နော်မသင်လို့ရှိရင်ဒီဘဝမတိုင်ရင်နောက်ဘဝလည်းမတိုင်ဘူးဆိုတာမျိုးဖြစ်တတ်တယ်ဒါကြောင့်မို့ကြိုးစားပြီးတော့သင်ကြအဲ့တော့ तू ကအတိတ်ဘဝတုန်းကလည်းအမတန်ဉာဏ်နေတယ်တဲ့ तू နဲ့ပတ်သက်တဲ့ဇာလံကလေးတစ်ခုရှိတယ်အဲ့ဒီတုန်းကဇာလံလေးတစ်ခုမြတ်စွာဘုရားပြန်ဟောတာ तू ဟာပုံနာတစ်ယောက်ဖြစ်တယ်အဲ့ဒီတုန်းကသူ့ရဲ့နာမည်ကိုအခိတတလို့ခေါ်တယ်သူ့သားကတော့သောမဒတ္တနော်အခိတတတို့သောမဒတ္တတို့ဆိုတာအခိဆိုတာမိဆိုပေမဲ့မိနတ်ကိုပြောတာနတ်ရဲ့နာမည်ပဲသောမဒတ္တကလည်းသောမဆိုတာနတ်ပဲနတ်ရဲ့နာမည်ပဲနတ်ကပေးတာလို့ဆိုတဲ့အဓိပ္ပာယ်ဗြဟ္မဒတ္တကြတော့ဗြဟ္မာကပေးတာဒေဝဒတ္တကလည်းနတ်ကပေးတာသူတို့စီမှာမဲ့လေးရှိတဲ့နာမည်တွေပေါ့နော်တကယ်နာမည်ကောင်းတွေပေါ့ဒေဝရကျမ်းမှာနာမည်ပြတ်သွားဒေဝဒတ္တလို့မဲ့မဲ့လူမရှိတော့ဘူးထင်တယ်မဲ့ရတဲ့လူရှိရင်မဲ့ပေးရမှာဒေဝဒတ္တအဲ့တော့တကယ်ကတော့နတ်ပေးထားတဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောအောင်နော်ဒေဝဒတ္တအဲ့ဒီမှာသူကအခိဒတ္တဆိုတာနတ်ဖျားမိနတ်ကပေးတဲ့ပုဂ္ဂိုလ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပုံနာကြီးမွဲတယ်သူခင်ဗျာလဲထွန်ပြီးတော့စားအဲ့စားတဲ့နွားလေးမှာတရှင်းရှိတာအဲ့နွားတရှင်းလေးနဲ့လဲထွန်ပြီးတော့စားသူ့သားကတော့သောမဒတ္တဘုရင်စီအမှုထမ်းတယ်အမှုထမ်းတော့သူကညံထက်တယ်ညံထက်တယ်တနေ့ကျတော့နွားတရှင်းနဲ့တကောင်ကပဲ့သွားတယ်သေသွားတယ်နွားသေသွားတော့ထုံမှုဆိုနွားတရှင်းရှိမှထုံလို့ရတာတကောင်နဲ့ထုံလို့မဖြစ်တော့နွားတကောင်ရချင်တော့သူ့သားသောမဒတ္တကိုပြောတယ်ငါသားမင်းဘုရင်ကြီးစီမင်းနွားတကောင်တော့တောင်းမှလာကွာငါတို့မှနွားတကောင်နဲ့အဆင်မပြေဘူးဆိုသူ့သားကတော့ပညာရှိတဲ့ပုဂ္ဂိုလ်ဆိုသူကိုယ်တိုင်တောင်းရင်တဲ့ဘုရင်ကြီးကသူ့ကို
တောင်းတရမ်းတတ်တဲ့လူဆိုတာမုန်းတတ်တယ်ရာဇကောအပိယဟောတိဘုရင်ကြီးကသောမတ္တကိုလေးစားတယ်တွက်လက်တယ်ချက်ချတယ်အကင်ပါတယ်ဆိုလို့အဲ့သောမတ္တဟာဘုရင်ကြီးစီသွားတောင်းမယ်ဆိုရင်အဲ့ဒီစိတ်ဓာတ်တွေပြတ်သွားမှာဒီကောင်ကဒါလှုပ်ချင်လို့ငါစီခါစားတယ်လို့ဘုရင်ကထင်သွားမှာတောင်းကျင်လို့ထင်သွားအဲ့တော့အဖေကိုယ်တိုင်တောင်းကျွန်တော်တောင်းလို့ရှိရင်ဘုရင်ကြီးကအထင်သေးလိမ့်မယ်ဆိုပြီးတော့သူ့ကိုလေးလာတိတိတောင်းရမယ့်ဂါထာလေးတစ်ပုဒ်ကိုတုတ်တန်နဲ့သွားပြီးလူမမြင်အောင်သွားပြီးတော့သင်ထားတာနော်ဒွေမီဂောနာမဟာရာဇတေဟိခိတံကတမတိကျွန်တော်မျိုးမှာနွားနှကောင်ရှိပါတယ်တဲ့အဲ့ဒီနွားနှကောင်နဲ့လဲထွန်စားနေရပါတယ်တေတုမတော်ဧကောနွားတစ်ကောင်သေသွားပါတယ်တဲ့သေသွားသည့်အတွက်ကြောင့်နောက်တစ်ကောင်ဒုတိယနော်ဒေဟိခတ္တိယအရှင်မင်းတရားနောက်နွားတစ်ကောင်ပေးပါနောက်တစ်ကောင်သူ့ကိုမဆာပါလို့အဲ့ဒီလိုစကားကိုသင်တာလေးလချောနေအောင်အဲ့ဒါစာချက်ခိုင်းတာနော်အဲ့ဒီကဒါလေးချက်ခိုင်းတာလေးလသင်ပြီးပြီဒီဟာကဘယင်ဆိုပြီးတော့တစ်တုံးကြီးတွေဒီကောက်ရိုးပုံတွေကောက်ရိုးတွေကိုဒါကဘယင်ဒါကအိရှင်မင်းဒါကစစ်သူကြီးဒါကအမတ်ကြီးသွားရင်ဘယ်လိုထိုင်ရတယ်ဘယ်လိုနေရတယ်ဘယင်ရှိမှဘယ်လိုပြောရတယ်ဆိုတာဒီအကုန်လုံးလေ့ကျင့်သင်ကြားပြီး training တွေပေးပြီးမှခေါ်သွားတာနန်းတော်ဟိုရောက်တဲ့အခါကျတော့ဗျမတတသွားဟိုရောက်တော့ဘုရင်ကြီးကဒီသောမတတအဖေဆိုတဲ့အခါမှာဝန္တာအဲလဲဘုရင်ကြီးကတော့နှုတ်ဆက်တယ်အေးလာတွေ့ရတော့ဝမ်းသာတယ်ဆိုဘုရင်ကြီးကဘာလို့ခြင်းတော့ပြောလို့ဆိုတဲ့အခါမှာသူကဘုရင်ကြီးကိုဇေယတုမဟာရာဇဘုရင်ဆိုတာအောင်ပါစေလို့ပြောရင်ကြိုက်တယ်ဟုတ်ဒါမို့အဲ့ဒါလေးအရင်ပြောပြီးတဲ့အခါကျတော့ဒွေမိဂောနာမဟာရာဇတေဟိခိတံယေဟိခိတံကတမတိကျွန်တော်မျိုးမှာနွားနှကောင်ရှိတယ်တဲ့အဲ့ဒါကြီးနဲ့ထွန်ရစားရပါတယ်တဲ့တေတုမတော်ဧကောဒေဝရှင်မင်းကြီးအဲ့ကျတကောင်တည်သွားပါတယ်နော်ဒုတိယဒေဟိခတ္တိယရှင်မင်းကြီးဒုတိယနွားတကောင်ပေးတော်မူပါလို့ပြောရမယ်စာဒုတိယခဏခတ္တိယဒီကြံတဲ့နွားလေးသိမ့်လိုက်ပါလို့ပြောဆိုပေးပါလို့ပြောရမှာကိုသိမ့်တော်မူပါဖြစ်သွားဘဇကအဲ့ဒါသင်ပေးထားတာကိုလေးလာသင်ထားတာကိုယူတော်မူပါပေးတော်မူပါလို့ဆိုတာမဟုတ်သူကယူတော်မူပါလို့ပြောမိတဲ့အခါကျဘုရင်ကြီးကပြုံးတယ်မှားတာမှသိတော့ပြုံးပြီးတော့သောမတတမင်းတို့အိမ်နွားတွေအများကြီးရှိတယ်ထင်တယ်ဆိုဟိုလူကသိကင်းပါတာဟိုလူငယ်ကအရှင်မင်းကြီးပေးလို့ဖြစ်ပါလိမ့်မယ်ဟောသူကစကားကိုနောက်ကလိုက်အဲ့ဒါမြန်မာတွေမှာစကားပြောနည်းဆိုတဲ့နေရာတွေမှာဒါပါတယ်နော်ဘုရင်ကြီးကပြောလိုက်တယ်သောမတတမင်းတို့အိမ်နွားတွေအများကြီးနဲ့တူတယ်တဲ့မင်းဖေက9000နွားလာပေးတယ်အဲ့တော့သောမတတကဖြေလိုက်တယ်အရှင်မင်းကြီးမားစားလို့ဖြစ်ပါလိမ့်မယ်ဟောပြောလိုက်တာနော်အရှင်မင်းကြီးမားစားလို့ဖြစ်ပါလိမ့်မယ်ဆိုသောဏတတရဲ့အပြောကိုသောမတတရဲ့အပြောကိုသဘောကျပြီးတော့ဘုရင်ကြီးကနွား16ခေါင်ထီအောင်ပေးလိုက်တယ်သူရွာတရွာသူနေတဲ့ရွာကိုလည်းပဲရွာစားအဖြစ်ခန့်အပ်လိုက်တယ်အဲ့ဒါလို့ဘုရင်ကြီးကချင်းအဲ့ဒါလို့ပဲတဲ့ဒီလာလူဓာကြီးရဲ့အတိတ်ဘဝဟာလည်းပဲအမတန်လွယ်လွယ်ချော်ချော်လှုပ်ထက်တဲ့ကိုတော်ကြီးအခုဘုရားဖြစ်တဲ့အချိန်မှာလည်းသူနဲ့လာတွေ့နေရှင်သာရိပုတ္တရာဟောတဲ့တရားကိုသူကမနောမယံစွာလေးကြားလိုက်တာနဲ့ထကန့်ကွက်ဟောထကန့်ကွက်တာသူပဲနဲ့တူတယ်တခါတော့ဝက်ဖြစ်တယ်ဝက်ဖြစ်တဲ့ဘဝမှာသူကဝက်ထွားတော့ကြမ်းကြမ်းဖြစ်လာတော့တရက်တော့ရှင်သေးတဲ့ကောင်ကအစာစားပြီးဝါလာတော့ဝက်တွေသွားတာမြင်တဲ့အခါရှင်သေးကြီးကနောက်ရက်ကျတော့ဒီဝက်တွေမလာမှာဆိုလို့ကိုလေးရုပ်ပြီးတော့သူတို့ကိုရှောင်ထွက်သွားတယ်ရှောင်ထွက်သွားတဲ့အခါကျတော့သူကလှမ်းပြီးတော့စိန်ခေါ်တာလာပါတကယ်ချင်းမင်းလည်းခြေတော်၄ချောင်းငါလည်းခြေတော်၄ချောင်းချမယ်ပေါ့စိန်ခေါ်တာစိန်ခေါ်တဲ့အခါကျတော့ရှင်လေးကဒီနေ့တော့သူဝါနေတာဝါနေတော့အေးဒီကနေ9ရက်မြောက်ကိုလုံမယ်ကွာဒီနေရာကိုစိန်လိုက်ဆိုရှင်လေးကြီးကရှောင်ထွက်သွား
အဲ့ဒီလိုသွားပြီးတော့ဝဲအုပ်စုတွေကိုသူသွားပြောတော့ငါချင်းသေးကိုစိန်ခေါ်တယ်ဆိုဟာမိုက်တဲ့ကောင်းပဲချင်းသေးသွားစိန်ခေါ်ရင်မင်းအကုန်လုံးသေးကုန်လိမ့်မယ်ဆိုပြီးတော့အဲ့ကြတော့မှသူကဒူးတုံတယ်ကြောက်တော့ပညာရှိတဲ့ဝက်တကောင်ကသူ့ကိုအကြံပေးတယ်မင်းမကြောက်ပါနဲ့ငါပြောတဲ့အတိုင်းသာလုပ်မင်း9ရက်တိတိသွားမစင်အိုင်နဲ့သွားပြီးတော့မင်းတကူလုံးလူးထားအဲ့ဒီနေကြလို့ရှင်မင်းကလေညာဘက်ကနေနေချင်းသေးလာလိုက်ချင်းသေးရဲ့လေတွေဘက်ကနေထိုင်ပြီးတော့စိန်ခေါ်ရတယ်မင်းစိန်ခေါ်ချင်းသေးဆိုတဲ့ကောင်မင်းတော့ပုတ်စော်နန်းနေမလာဘူးကိစ္စအဲ့ဒါအကြံပေးတော့ဒီအကြံတိုင်းလိုက်နာခါတဲ့မစင်ပုတ်နဲ့သူ့ကိုတကူလုံးကိုတုတ်ပြီးတော့ဝက်ကြီးကလေညာဘက်မှာမတက်ရက်စောင့်ချင်းသေးကြီးလည်းရောက်လာချင်းသေးကမော့ပြီးတော့ရှုပ်ခဲလှုပ်တယ်အနက်ကတော်တော်ဆိုးနေအနက်ကတော်ဆိုးတဲ့အခါမှာ तू ကချင်းသေးကြီးရှေ့တိုးမလာတဲ့အခါကျခေါ်ရဲစိန်ခေါ်တယ်စတုပ္ပဒောအဟံတမ္မတွန်ပိတမ္မစတုရောဆွေးတော့မင်းလည်းခြေတော်လေးချောင်းပဲငါလည်းခြေတော်လေးချောင်းချမလေးလာလေးပါစောင့်တာတော့ချင်းသေးကြီးကမင်းအနက်နေဆိုးလုံးကြည့်ပါတယ်မင်းငါအနိုင်ပေးပါတယ်ကွာမင်းအနတ်နေငါမခံနိုင်ဘူးအဲ့ဒါကြောင့်မင်းကိုငါအနိုင်ပေးပါတယ်ဆိုရှောင်ထွက်သွားအဲ့ဒါနဲ့အသက်ချမ်းသာရဆိုလိုတာကသူဟာကိုယ့်ရဲ့အစွမ်းအစကိုမသိဘဲနဲ့လေဒါပညာမတတ်တဲ့ပုဂ္ဂိုလ်ကိုယ့်ရဲ့အရည်ချင်းကိုမသိလို့အင်အားကြီးမားတဲ့ချင်းသေးတဲ့ကောင်ကိုသွားစိန်ခေါ်မိတာပေါ့နော်အဲ့ဒါအကြံကောင်းလို့သူဟာအသက်ချမ်းသာရသွားတယ်အဲ့ဒါလည်းသူ့ရဲ့အတိတ်ဘဝတစ်ခုနဲ့တူတယ်အဲ့ဒါလို့ရှင်သာရိပုတ္တရာကိုထပြီးတော့သူကန့်ကွက်တယ်ကန့်ကွက်တော့ရှင်သာရိပုတ္တရာကဒုတိယအကြိမ်ဒီတိုင်းပဲထပ်ပြောတယ်သူကတခါဒုတိယအကြိမ်ထပ်ကန့်ကွက်ကျန်တဲ့ကိုယ်တော်တွေကဘာမှဝင်မပြောကြဘူးနားပဲထောင်းနေကြနားပဲထောင်းတတိယအကြိမ်ရှင်သာရိပုတ္တရာမထေရမြတ်ကဒီတိုင်းပဲထပ်ပြောတယ်ပြောတဲ့အခါတတိယအကြိမ်မှာလဲသူကထပ်ပြီးတော့ကန့်ကွက်တယ်မဖြစ်နိုင်ဘူးဆိုပြီးတော့ထပ်ကန့်ကွက်တယ်နော်အဲ့လိုထပ်ကန့်ကွက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာမထေရမြတ်ကစဉ်းစားတယ်ငါ့ကိုတန်ခါပရိသတ်ထဲမှာ3ချိန်ထိအောင်သူကကန့်ကွက်တယ်ကန့်ကွက်တော့ကျန်တဲ့ရဟန်းတွေကလည်းဝင်ပြီးတော့မပြောကြဘူးမပြောတဲ့အခါနောက်မှဒါကြီးကမှတ်တမ်းဖြစ်လိမ့်မယ်ပေါ့အဲ့တော့ယဟန်တန်ဃာတွေကလည်းဘယ်သူမှဝင်မပြောဘူးသာရိပုတ္တရာဆိုတာပညာအရာရှိတယ်လို့သာပြောတာသူ့ကိုကန့်ကွက်တာဘာမှမဖြေနိုင်ဘူးလို့နောက်တစ်ချိန်ကျတော့ပြောစရာဖြစ်လိမ့်မယ်ဆိုပြီးရှင်သာရိပုတ္တရာကငါဟာဖျားစီသွားလိုက်တာကောင်းတယ်ဆိုပြီးသူရဲ့စကားကိုထောက်ခံပြီးအတည်ပြုပေးမယ်မြတ်စွာဘုရားစီကိုတန်ဃာတွေတဲကဘယ်သူမှမထောက်ခံတော့ဘုရားစီထသွားလိုက်တယ်ချက်ချင်းမြတ်စွာဘုရားရှင်သာရိပုတ္တရာမြတ်စွာဘုရားစီသွားတော့တန်ဃာတွေကလည်းအကုန်လိုက်သွားကြဘုရားရှိရောက်တဲ့အခါကျတော့လေရှင်သာရိပုတ္တရာဒီစကားကိုထပ်ပြီးတော့ပြောတယ်ငါရှင်တို့ဒီသာသနာတော်မှာသီလနဲ့ပြည့်စုံတဲ့သမာဓိနဲ့ပြည့်စုံတဲ့ပညာနဲ့ပြည့်စုံတဲ့အနာဂံပုဂ္ဂိုလ်တူဟာនិရောဓသဘာဝကိုဝင်စားနိုင်တယ်အဲ့လိုဝင်စားတဲ့ပုဂ္ဂိုလ်ဟာသိသွားလို့ရှိရင်အစာအာဟာရနဲ့အသက်ရှင်တဲ့နတ်တို့ရဲ့ဘုံကိုကြော်ပြီးတော့ဇန်စိတ်နဲ့ဖြစ်တဲ့သုရဝတ္တဘုံမှာရောက်မှာဖြစ်တယ်အဲ့ဒီဘုံမှာလည်းပဲនិရောဓသဘာဝကိုဝင်စားမှာထားမှာဖြစ်တယ်အဲ့ဒီလိုဖြစ်နိုင်တဲ့အကြောင်းအရာရှိတယ်အနာဂံဖြစ်ရင်និရောဓသဘာဝဝင်စားနိုင်တဲ့သုရဝတ္တဘုံကိုရောက်မှာဖြစ်တယ်အဲ့ဒီစကားကိုထပ်ပြောတော့ဥရရဲ့လည်းဘုရားရှိမှလည်းကန့်ကွက်ပြန်ပြီးတော့နော်ဘုရားရှိမှလည်းကန့်ကွက်တယ်အဲ့လိုကန့်ကွက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာကမြတ်စွာဘုရားရဲ့ရှေ့မှာလည်းပဲငါ့ကိုကန့်ကွက်တယ်ပေါ့နော်ဘုရားရှေ့မှာလည်း3ချိန်ပြော3ချိန်လုံးကန့်ကွက်တယ်သူကအဲ့တော့6ချိန်ဖြစ်မသွားဘူးလားတန်ခါပရိသတ်ကြားထဲမှာလည်း3ချိန်ကန့်ကွက်တယ်ဘုရားရှေ့ရောက်တော့လည်းသူက3ချိန်ကန့်ကွက်တယ်3ချိန်ကန့်ကွက်တော့ရှင်သာရိပုတ္တရာတော့ကဲလေငါစကားထောက်ခံမဲ့လူလည်းမရှိဘူးကန့်ကွက်နေကြတယ်ဆိုငါတိတ်တိတ်နေတာကောင်းပါလေရှင်သာရိပုတ္တရာဆိုပညာထက်တဲ့ပုဂ္ဂိုလ်စိတ်နှလုံးအမတ္တမှနူးညံ့တယ်သူကအဲ့တော့
ဘိက္ခုတွေယဟန်တော်တွေကလည်းငါပြောတဲ့စကားကိုလက်ခံတာမလုပ်ကြဘူးအဲ့ရောငါတိတ်တိတ်နေတာကောင်းပါတယ်ဆိုရှင်သာရိပုတ္တရာနှုတ်ပိတ်သွားဘာမှပြောတော့အဲ့ဒီကြတော့မှမြတ်စွာဘုရားကဥရယီကိုမေးတယ်ကမ္ပနာတွန်ဥရယီမနောမယံကာယပစ္စေတိမနောမယကာယဆိုတဲ့စိတ်နဲ့ဖြစ်တဲ့ဘုံဆိုတာမင်းကဘယ်ဟာကိုပြောချင်တာတော့မြတ်စွာဘုရားမေးလိုက်တယ်ဘယ်ဟာကိုပြောတာတော့လို့ဆိုယေတိဗန္တိအရူပိနောတင်ညာမယအသိစိတ်ရှိတဲ့အရူပပုံကဗြဟ္မာတွေကိုပြောတာသူကဘုရားဟောလျှောက်တယ်မနောမယလို့ပြောလိုက်တာနဲ့သူကအရူပဘုံလို့စိတ်ဆိုတဲ့စိတ်သာရှိတဲ့ဘုံလို့သူကထင်ပြီးတော့အဲ့လိုပြောလိုက်တာအဲ့လိုပြောပြီးသူကန့်ကွက်တာအဲ့ဒီတော့မြတ်စွာဘုရားဘာမဲရှိတော့ဆိုကိဏုခောတုံရှံဥရာယိဘာလတ္တအဗျတ္တဗဏိတေနမင်းလိုအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ပြောတာဘာအရေးဆိုင်ရှာရှိလဲတွန်ပိနာမဗဏိတဗံမင်းညတိမင်းလိုမသိတဲ့လူကများဝင်ပြောရတယ်လို့မြတ်စွာဘုရားကငေါ့တာပေါ့သူ့ကိုနော်မြတ်စွာဘုရားကလည်းလူကြီးပြီးငေါ့တာမင်းလိုဉာဏ်မရှိတဲ့လူကဝင်ပြောတာများအံ့ပါပဲနော်အံ့ပါပဲဘာလို့များဒီလိုဝင်ပြောရတာလဲဆိုပြီးမြတ်စွာဘုရားကယဟန်တန်ဃာတွေထဲမှာရှင်အာနန္ဒာနဲ့ရှင်အာနန္ဒာတို့လည်းပါတော့မြတ်စွာဘုရားဘာမရှိဘူးဆိုအဋ္ဌိနာမအာနန္ဒထေရံဘိက္ခုဝိဟိတိယမနအစ္စုပိခိတတာဒီစကားလုံးလေးနဲ့ပြောလိုက်တယ်အာနန္ဒာမင်းတို့ဖြစ်မှဖြစ်ရပါလေရှင်သာရိပုတ္တရာကို3ချိန်6ချိန်တိုင်းတိုင်းကန့်ကွက်နေတာမင်းတို့ဘာမှဝင်မပြောဘူးမြတ်စွာဘုရားရှင်အာနန္ဒာကိုမန္နာပေါ့လေပြောမယ်ဆိုရင်ခုခေတ်လို့ဆိုရှင်အာနန္ဒာကိုငေါ့တယ်အဋ္ဌိနာမဆိုတာဖြစ်ရပါလေငါသိမခံနိုင်ဘူးမင်းတို့သာရိပုတ္တရာကိုသူအမှန်ပြောနေတာကိုမင်းတို့မထောက်ခံဘူးမကန့်ကွက်ကြဘူးငြိမ်းနေတာမင်းတို့ဖြစ်မှဖြစ်ရပါလေထေရံဘိက္ခုဝိဟိတိယမရှင်သာရိပုတ္တရာကိုစကားနဲ့ညှင်းဆဲနေတာကိုဘာဖြစ်လို့လစ်တူရှုကြတယ်လဲနာဟိနာမအာနန္ဒကာရုညံပိဘဝိတတိထေရံမိဘိက္ခုမိဝေတိယမနံပိကိုသာသနာမှာလူကြီးတယောက်ကိုနော်လူကြီးတယောက်စိတ်ညစ်အောင်လူကြားထဲမှာအဆက်ခွဲသလိုပြောနေတာဘာဖြစ်လို့ငြိမ်းနေကြတာလဲပြောပါလားပေါ့မဟုတ်ရင်မဟုတ်တဲ့အကြောင်းထားပြောပါလားမပြောဘဲနဲ့အားလုံးကငြိမ်းနေကြတာဟုတ်အဲ့ဒါနဲ့မြတ်စွာဘုရားရှင်အာနန္ဒာတို့ကိုဆူလိုက်တာဆူပြီးတော့ရှင်သာရိပုတ္တရာဟောတဲ့အတိုင်းမြတ်စွာဘုရားကိုယ်တိုင်ကဟောလိုက်တယ်ယဟန်တို့ဒီသာသနာတော်မှာသီလနဲ့ပြည့်စုံတယ်သမာဓိနဲ့ပြည့်စုံတယ်ပညာနဲ့ပြည့်စုံတယ်ဆိုလို့ရှိရင်အနာဂတ်ပုဂ္ဂိုလ်ဖြစ်တယ်ဆိုရင်တင်ညာဝိရိတနိရောဓသမဘတ်ကိုဝင်စားနိုင်တယ်အေးဒီဘဝမှာအကယ်၍ယဟန္တာမဖြစ်ဘူးဆိုလို့ရှိရင်နော်ဖြစ်နိုင်စရာအကြောင်းကနတ်ပြည်6ထပ်ကိုလွန်မြောက်ပြီးတော့သုရဝတ္တဘုံကိုရောက်တဲ့အခါမှာလည်းပဲနိရောဓသမဘတ်ကိုဝင်စားမယ်ဆိုတာဖြစ်နိုင်တယ်လို့ရှင်သာရိပုတ္တရာမရှိတဲ့အတိုင်းမြတ်စွာဘုရားထပ်ပြီးဟောလိုက်တာဟောလဲဟောပြီးရောမြတ်စွာဘုရားထပြီးတော့အခန်းထဲဝင်သွားတယ်နော်မြတ်စွာဘုရားတချို့သုတ်တန်တွေမှာဟောပြီးရင်ချက်ချင်းနေရာကထပြီးတော့အခန်းထဲဝင်သွားလေးရှိတယ်အဲ့ဒါလို့ဝင်သွားတာဘာအတွက်တုံးဆိုလို့ရှိရင်ရဟန်းနေလွတ်လွတ်လပ်လပ်ဆွေးနွေးခွင့်ရအောင်လို့ဝင်သွားတာနော်မြတ်စွာဘုရားဒါလေးပြောပြီးတော့ဝင်သွားလိုက်တယ်ဝင်သွားတဲ့အခါမှာရှင်အာနန္ဒာတို့ကြံတဲ့ကိုယ်တော်တွေရှင်အာနန္ဒာကနော်ဘာပြောတော့လို့ဆိုအနာနာမှာရှိတယ်ရှင်ဥပဝါနာရှင်ဥပဝါနာကိုရှင်အာနန္ဒာကပြောတယ်ဟိုရှင်ဥပဝါနာဆိုတာဒီကိုယ်တော်ကြီးတော့တစ်ခါမှကြားကြမှာပေါ့မြတ်စွာဘုရားပြိဋိဘံသံဃာနီမှာမြတ်စွာဘုရားကမြောက်ဘက်ကိုအုတ်ခေါင်းလှည့်ပြီးတော့လက်ရနံတောင်းစောင်းပြီးလျှောင်းနေတဲ့အချိန်မှာမြတ်စွာဘုရားမျက်နှာတဲ့တဲ့ရှေ့မှာထိုင်နေတဲ့ကိုရောကြီးသူကတစ်ချိန်တုန်းကဂောဘကဖျားဂောဘကလှုပ်ခဲ့တာဖျားဆောင်ကြီးလှုပ်ခဲ့တာအဲ့တော့သူကတကိုးကြီးတယ်ခန္ဓာကိုယ်ကြီးကလည်းကြီးတယ်သူကထော်တော်ကြိုက်တယ်ကြီးအဲ့တော့နတ်တွေက
မြတ်စွာဘုရားကိုနောက်ဆုံးအချိန်မှာဘုရားရဲ့မျက်နှာကိုဖူးချင်ကြတယ်သူကရှေ့ကကွဲထိုင်နေတယ်ကွဲထိုင်နေလို့မြတ်စွာဘုရားကယဟန်ဒီနာမထိုင်နဲ့တနေရာသွားနေလို့မြတ်စွာဘုရားဒီနောက်ဆုံးအချိန်ဆိုတော့စကားတူတူပဲပြောလိုက်တာအဲ့တော့ရှင်အနန္ဒာဟာစိတ်မကောင်းဖြစ်တယ်ဒီရှင်ဥပဝန္နဆိုတာမြတ်စွာဘုရားကိုလှုပ်ကြွေးပြုစုဘူးတယ်အခုမြတ်စွာဘုရားကကြည်စံနောက်ဆုံးအချိန်မှာသူ့ကိုနှင်ထုတ်တယ်ပေါ့ငါနာမထိုင်နဲ့ဒီနာမထိုင်နဲ့တခြားသွားနေလို့ပြောလိုက်တာကိုရှင်အနန္ဒာကဂျားတဲ့အာနာပြီးစိတ်မကောင်းဖြစ်တယ်မြတ်စွာဘုရားပြောပြမဟုတ်ဘူးနတ်တွေကကဲ့ရဲ့နေချတယ်ပေါ့မြတ်စွာဘုရားရှိယဟန္တာရဲ့ခန္ဓာကိုယ်ကိုနတ်တွေကဖောက်ပြီးမမြင်နိုင်ဘူးတဲ့ဒါကြောင့်မို့လို့သူကရှေ့ကမျက်နှာနေရာကိုကွယ်ပြီးတော့နေတော့ဒီကိုယ်တော်ကြီးရဲ့ခန္ဓာကိုယ်ကြီးကလည်းကြီးတော့ကွယ်နေတယ်မြတ်စွာဘုရားရဲ့မျက်နှာတော်ကိုဖူးချင်ကြတာအဲ့ဒါနဲ့နတ်တွေကဲ့ရဲ့လို့မြတ်စွာဘုရားတခြားသွားခိုင်းလိုက်တာတဲ့ဟောအဲ့ဒီကိုယ်တော်ကြီးပဲဥပဝါနာဆိုအဲ့ဒီရှင်ဥပဝါနာကိုရှင်အနန္ဒာကတူတူပြောတယ်ရှင်ဥပဝါနာတဲ့ဒီယဟန်တွေကမထေရတွေကိုအခုလိုစကားနဲ့အနိုင်ကျင့်ပြီးတော့ကန့်ကွက်ပြောဆိုတာတွေနဲ့ပတ်သက်ပြီးတော့တဲ့ဒီမြတ်စွာဘုရားဆိုမိတယ်တဲ့အဲ့ဒါလဲအပြစ်တင်ခံရတယ်ပေါ့သူလည်းအပြစ်တင်ခံရတယ်အဲ့ဒီအပြစ်တင်ခံရခြင်းကမလွတ်ရဘူးတဲ့မြတ်စွာဘုရားမမဲသွားတာနော်မင်းတို့ဖြစ်မှဖြစ်ရလေဘာလို့မပြောကြလဲပေါ့အဲ့တော့ဒီလိုပြစ်တင်မောင်းမဲခံရခြင်းကသူတို့မလွတ်ရဘူးတဲ့မြတ်စွာဘုရားညနေကြလို့ရှိရင်အခန်းထဲကထွက်လာမယ်ဆိုလို့ရှိရင်တော့ဒါနဲ့ပတ်သက်ပြီးတော့ထပ်ပြောအောင်မှသိကြတယ်တဲ့အဲ့တော့မြတ်စွာဘုရားဘာပြောအရှင်ဘုရားပဲဥဆောင်ပြီးပြောပါတပည့်တော်တော့ခုကလေးကနည်းနည်းလန့်နေပြီလို့ပြောရှင်အနန္ဒာပြောတာနော်တပည့်တော်တော့မြတ်စွာဘုရားနဲ့မရင်ဆိုင်ရဲဘူးကြောက်တယ်နော်အာသမန္တံယေဝဥပဝါနံပฏิပါတေယအရှင်ဥပဝါနပဲမြတ်စွာဘုရားမင်းဖြေပါတဲ့ဣဒာနေဝအာမကံသာရစ္ဆံဩကန္တံအခုပဲတပည့်တော်တော့လန့်နေပြီတဲ့နော်အဲ့တော့မြတ်စွာဘုရားမဖြေနိုင်ဘူးတဲ့အရှင်ဘုရားပဲဖြေပါခါတိုင်းရှင်အနန္ဒာကဒိုင်ခံဖြေတာလေဒီနေ့တော့သူ့ငေါက်သွားတော့သူကလန့်နေတယ်အဲ့ဒါလို့ရှင်ဥပဝါဒကိုပြောပြီးညနေချိန်ရောက်တဲ့အခါမြတ်စွာဘုရားကြွလာအခန်းထဲပြန်ထွက်လာပြီးတော့ဥပဝါဒကိုပဲတိုက်ရိုက်မေးတယ်မြတ်စွာဘုရားနော်ဥပဝါဒတဲ့ဒီတန်ခါပရိသတ်မှာဝါကြီးတဲ့မထေရကြီးတစ်ပါးအဲ့ဒီမထေရကြီးတစ်ပါးဟာဘယ်လိုအရည်ချင်းတွေနဲ့ပြည့်စုံမယ်ဆိုလို့ရှိရင်အများရဲ့လေးစားမှုယုတ်သိမှုကာရဝပြုမှုခံရနိုင်တယ်လေအရည်ချင်းဘယ်လောက်ရှိရမလဲဒီမေကုံးလေးမေးလိုက်တာများဆိုပဲအဲ့ဒီမေကုံးလေးမေးလိုက်တဲ့အခါကျတော့ရှင်ဥပဝါနာအရှင်ဘုရားတဲ့တန်ဃာတွေရဲ့ခေါင်းဆောင်တန်ဃာရဲ့မထေရကြီးတူဟာသတင်းသုံးပေါ်တွေရဲ့လေးစားလောက်တဲ့အရည်ချင်းဆိုတာ၅မျိုးရှိပါတယ်တဲ့အဲ့ဒီ၅မျိုးနဲ့ပြည့်စုံလို့ရှိရင်သူဟာသတင်းသုံးပေါ်ယဟန်တွေကသူ့ကိုအလေးထားကြလိမ့်မယ်မြတ်နိုးကြလိမ့်မယ်ဒီလေးစားကြလိမ့်မယ်ဂါရဝထားကြလိမ့်မယ်လို့မြတ်စွာဘုရားကိုလျှောက်ပြီးတော့ရှင်ဥပဝါဒအရည်ချင်း၅မျိုးကိုမြတ်စွာဘုရားဟောထားတဲ့သုတ်တံမှာပါတဲ့အတိုင်းလျှောက်တယ်အရည်ချင်း၅မျိုးရှိတယ်တဲ့လေးစားလောက်တဲ့အရည်ချင်းတွေအဲ့တော့လေးစားလောက်တဲ့အရည်ချင်းတွေကနံပါတ်1ကပါတော့ဆိုကိုချင်းသီလနဲ့ပြည့်စုံမှုအဲ့တော့လောကမှာမြတ်စွာဘုရားသာသနာမှာပဲဖြစ်စေအပြင်မှာပဲဖြစ်စေလူတွေရဲ့အတိုင်းဝိုင်းနဲ့ကြားမှာကိုချင်းတရားကောင်းမွန်မှုကနံပါတ်1အရည်ချင်းတစ်ခုပဲပေါ့နော်ဒါမို့ကိုချင်းတရားကောင်းရမယ်စီကံအတိုင်းလိုက်နာတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ကိုချင်းတရားကောင်းတယ်ယဟန်တွေကိုဥတီပြောပေမဲ့လို့ကျန်တဲ့ပုဂ္ဂိုလ်တွေမှလည်းဒီတိုင်းပဲလို့မှတ်အဲ့တော့ကိုချင်းတရားကောင်းသူဖြစ်ရမယ်နံပါတ်1ကနံပါတ်2ကဘာလို့ဆိုဘုဒ္ဓတရှိသူဖြစ်ရအဲ့ဒါကြောင့်လို့သီလနဲ့သုတမရှိမဖြစ်တဲ့အရေးချင်းတစ်ခုပဲအဲ့တော့
ဒီနေရာမှာယဟန်တွေကိုဥတီဟောနေပြီမဲ့လို့ဘုန်းကြီးတို့တွေတတိထားကြဖို့ကတော့ဘာလို့တို့မှလည်းဒီရည်ချင်းတွေရှိရမယ်ဆိုတာတတိထားဖို့တို့မှလည်းကိုချင်းသီလကောင်းတဲ့အရည်ချင်းကိုချင်းတရားကောင်းတဲ့အရည်ချင်းတစ်ခုရှိရမယ်ဘဟုတုတလို့ခေါ်တယ်မြတ်စွာဘုရားဟောတဲ့အဆုံးအမတွေကိုများစွာသင်ယူထားတဲ့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်ဘဟုတုတရှိတဲ့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်နောက်တစ်ခုကတော့ဘာလို့ဆိုရင်သူကခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်ဆိုတာပြောတတ်ဆိုတတ်ဖို့ကလျာဏဝါစောပြောတတ်ရမယ်ရင်ကြီးကြီးနော်ပြောတတ်ဆိုတတ်တယ်စကားပြောမှသိမ်မွေ့တယ်နှူးညံ့တယ်ကလျာဏဝါစောကလျာဏဝကရဏောဆိုပြီးတော့မြတ်စွာဘုရားအပြောကောင်းတယ်ဒီပိဋကတ်ကိုဆွဲဆောင်ပြီးတော့ပြောနိုင်တဲ့အရည်ချင်းရှိရမယ်လို့ဆိုအဲ့တော့တကယ်ဒီခေါင်းဆောင်တယောက်လုပ်ပြီဆိုလို့ရှိရင်ပိဋကတ်ကိုပြောနိုင်ရဆုံးမနိုင်ရဆုံးမစကားပြောနိုင်ရဒီလိုဆိုလိုတာပေါ့နော်ပြောချင်တဲ့အကြောင်းအရာတစ်ခုကိုပိုင်ပိုင်နိုင်နိုင်ပြောနိုင်ရမယ်တန်တတကောတမာတပကောကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ပရိသတ်တွေကိုဟုတ်လားနားလည်အောင်သဘောပေါက်အောင်ကိုပြောချင်တဲ့အကြောင်းအရာတစ်ခုကိုပြောနိုင်တဲ့စွမ်းရည်တတ်သိရှိရမယ်ဟောဒီရည်ချင်းတွေဟာဟိုအမှန်တမ်းအရေးကြီးတယ်ဆိုတဲ့အခြေခံအရေးချင်းတွေပဲနံပါတ်1ကသီလရှိရမယ်နံပါတ်2ကဘဟုတုတရှိရမယ်နံပါတ်3ကပြောနိုင်ဆိုနိုင်တဲ့အရေးချင်းရှိရမယ်ပြောတတ်ဆိုတတ်တဲ့အရေးချင်းရှိရမယ်လို့ဒီလိုဆိုတာနော်အဲ့တော့နံပါတ်4ကျတော့ဘာတော့ဆိုလို့ရှိရင်သမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့တမာတိစွမ်းအားတစ်ခုရရှိထားတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဒါတော့မြင့်မားသွားတဲ့အရေးချင်းတစ်ခုပေါ့နော်သမထကျင့်စဉ်ကိုအောင်ပြီးတော့ဇံရတဲ့ပုဂ္ဂိုလ်ဆိုတာတော့အစင်မြင့်သွားပြီပေါ့နော်ဒါတော့လူတိုင်းရကြမှာရမယ်ခုနပြောတဲ့အချက်3ချက်ကဖြစ်နိုင်အခဏိခေတ်မှာလည်းဖြစ်နိုင်တယ်လို့ဖြစ်နိုင်တဲ့အရေးချင်းတော့မှတ်ထားဇံနဲ့ဇံရပြီးတော့တမာတိတည်ကြည်မှုစိတ်ရဲ့စိတ်ဆွမ်းအားတွေကိုစုစည်းနိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့ဇံ4မျိုးကိုရရှိထားတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်နောက်တစ်ခုကတော့ယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဆိုဟောဓမ္မကောင်းဆောင်ရဲ့လေးစားတိုက်တဲ့အရည်ချင်းဆိုတာအခုပြောမယ်ဆိုလို့ရှိရင်အခြေခံအရည်ချင်းက3ချက်ဓမ္မအရည်ချင်းက2ချက်အစစ်မြင့်တဲ့အရည်ချင်းက2ချက်ခဏိခေတ်မှာဆိုလို့ရှိရင်အစစ်မြင့်တဲ့အရည်ချင်းရဖို့တော်တော်ခဲရင်သွားပြီပေါ့နော်ဆုတ်ကကာလရောက်လာဆိုတမာရီကျင့်စဉ်လည်းအောင်မြင်အောင်ကျင့်မရဘူးလို့တော့မဆိုနိုင်ဘူးပေါ့နော်ရတဲ့ပုဂ္ဂိုလ်လည်းရကောင်းရလိမ့်မယ်ပေါ့အဲ့တော့ဖြစ်နိုင်တဲ့အရည်ချင်းကတော့ဘာလို့ကိုကျင့်သီလနဲ့ပြည့်စုံခြင်းဘောဓုတရှိခြင်းအပြောဆိုလိမ္မာကျွမ်းကျင်ခြင်းဆိုတဲ့ဒီအချက်3ချက်ဟာခေါင်းဆောင်ကောင်းတို့ရဲ့အရည်ချင်းတစ်ခုလို့ဒီလိုပြောနိုင်တယ်ပေါ့အဲ့ဒီတဲ့ပိုးလာလို့ရှင်စိတ်ကိုတည်ငြိမ်အောင်ထားနိုင်တဲ့သမာဓိစွမ်းအားအသိပညာထက်မြက်တဲ့ယဟန္တာပုဂ္ဂိုလ်အဲ့ဒီလိုသီလသမာဓိပညာမှာအထွတ်ထိပ်ရောက်သွားတဲ့ပုဂ္ဂိုလ်မျိုးဟာတဲ့သတင်းသုံးပေါ်တို့ရဲ့လေးစားရမယ့်ပုဂ္ဂိုလ်ဖြစ်ပါတယ်ဆိုမြတ်စွာဘုရားကအဲ့ဒါကိုထောက်ခံပြောကြားပြီးဟုတ်တယ်ဒီအရေးချင်းတွေရှိမှလေးစားခံရမှာဖြစ်တယ်တဲ့နော်ဒီအရေးချင်းတွေမရှိဘဲနဲ့နော်ဒီ5မျိုးမှမရှိဘဲနဲ့သွားကြိုးယုံဆံဖြူယုံပရေတွန့်ယုံနဲ့ဆိုလိုတာကအသက်ကြီးယုံနဲ့တော့ဘယ်သူမှမလေးစားဘူးလို့ပြောတာနော်အရေးချင်းရှိရမယ်အသက်ကြီးယုံနဲ့တော့လေးစားခံရမှာမဟုတ်ဘူးလို့မြတ်စွာဘုရားဒီသုတ်တံကိုဏိဂုံးချုပ်ပြီးတော့ဟောကြားတော်မူတာဖြစ်ပါတယ်တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်စွာဘုရားရဲ့ပြိဿတ်ထဲမှာလည်းပဲအခုလို့တွေ့ကြုံရတဲ့အနေအထားမျိုးတွေဟာတကယ်ကိုလူသားဆန်တဲ့အနေအထားမျိုးတွေဖြစ်လို့အရည်ချင်းတွေနဲ့ပတ်သက်ပြီးတော့လည်းဖြစ်နိုင်တဲ့အရည်ချင်းတွေကိုမြတ်စွာဘုရားဟောကြားဆုံးမထားတာဖြစ်လို့တို့တွေဟာရှိသင့်ရှိလိုက်တဲ့အရည်ချင်းတွေရှိအောင်ကြိုးစားအားထုတ်ရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေ
တ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းဘုန်းငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းဘုန်းငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာချမ်းသာတို့ရဆန္ဒပြေပါစေသက်ရှိချမ်းသာချမ်းသာတို့ရဆန္ဒပြေပါစေဓမ္မောဒရံပိဝိတဝါနဝိသာတဗ္ဗေတမုဟတာအာဇရမရာတိတိဘာဝနိဗ္ဗာနံယန္တုတာရောဓမ္မောဒရံလောဘဒေါသမောဟစိတ်တောင့်ကင်းပြောက်ကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတဗေပူဇာညစ်နောင်ကိလေသာဆေရတောက်ဟူသမျှတို့သည်သမုဟတာပိဋ္ဌာဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်တွင်ပြောင်းပြီးမရောက်အောင်ပယ်ဖြောင်းအပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုပုခတ်သိင်ကင်းကြီးရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤပြုတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ရန်သူပါရမီအစဉ်စဉ်မြင့်တဲ့မြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်တည်း